အားလုံးမင်္ဂလာပါခုကျွန်တော်လေးလုံးကီးယူနီကိုကျွန်တော်ပြပေးပါမယ်အရင်ဘက်ကလည်းကျွန်တော်ပြပေးခဲ့တယ်เนาะ live လွှင့်ပြီးတော့ပြပေးခဲ့တယ် live ထဲမှာ live လွှင့်တဲ့အချိန်မှာပဲကြည့်တဲ့လူတွေတွေ့ရလိမ့်မယ်ဗျာเนาะဒီ live လွှင့်တဲ့ကိစ္စ live မှာပြန်ကြည့်ဖို့တချို့ကမကြည့်တတ်ဘူးเนาะမကြည့်တတ်တာကျွန်တော်နောက်ရကြကျွန်တော်ပြပေးမယ်ဗျာဒီမှာကဒီနှစ်စနေပြီးတော့မှန်နေတာဖြစ်ပါတယ်เนาะနှစ်စနေပြီးတော့မှန်နေတဲ့အတွက်လေးဖြစ်ပါတယ်เนาะလေးလုံးကြီးယူနီလေးဖြစ်ပါတယ်เนาะလေးလုံးကြီးယူနီလေးကိုကျွန်တော်ဒီမှာအစအနေနဲ့နည်းနည်းရှင်းပြပေးမယ်เนาะဒီမှာသင်ရလာတာမသိဘူးเนาะဒီမှာပထမထွက်တာတယ်ဒီမှာခွန်ကိုဒုတိယအချိန်မှာထွက်တာကခွန်300လို့ထွက်တယ်ဗျာเนาะအဲ့ဒီမှာတဲ့ခွန်ကိုကခွန်ထိတ်စီးပေါ့နော်ခွန်ကိုလို့ထွက်တဲ့ဘက်ကခွန်ထိတ်စီးရဲ့တဲ့သူ့ရဲ့အောက်မှာ900လို့ထွက်တဲ့ဘက်ကအလဲတိုင်းနဲ့နောက်ပိတ်ရဲ့ဒီကထိတ်စီးခွန်ရဲ့ဒီကအလဲတိုင်းရဲ့နောက်ပိတ်ရဲ့အောက်ကအချိန်ကအလဲတိုင်းနဲ့နောက်ပိတ်နဲ့အဲ့ဒီသုံးလုံးကိုယူပြီးတော့ပေါင်းတာဖြစ်ပါတယ်ဒီမှာထိတ်စီးခွန်ဒီမှာကအလဲတိုင်း300အပိတ်300ဆိုတော့ခွန်300ကိုပေါင်းလိုက်တော့ခွန်လို့ရပါတယ်ဗျာနော်အဲ့ဒီခွန်ကိုပါဝါယူပြောင်းမယ်ခွန်ရဲ့ပါဝါက2ပြီးတော့အဲ့ဒီခွန်ကိုနက်ခတ်ပြန်ပြောင်းမယ်ဗျာเนาะခွန်ရဲ့နက်ခတ်က3ညအဲ့ဒီ3ညကိုကြတော့ပါဝါပြန်ပြောင်းမယ်အဲ့ဒီမှာ3ညရဲ့ပါဝါက9ခွန်2 3ည5ဆိုပြီးတော့ကီးလေးလုံးရပါတယ်တဲ့เนาะခွန်2 3ည5ဆိုပြီးတော့ကီးလေးလုံးရပါတယ်တဲ့เนาะဒီစာရောကမာကြီးကရှာโอเคရှာကြနော်ခွန်နှစ်3ညဒီမှာကျွန်တော်ရေးပြလိုက်မယ်နော်ညလာမသိဘူးနော်ဒီတော့ဒီမှာခွဲပြီးပြထားတယ်နော်ခွန်နှစ်3ည5ဆိုပြီးတော့ကီးရတယ်တဲ့နော်ပေါင်းခြင်းကခွန်ရတယ်ခွန်ကိုပါဝါယူတယ်နော်ခွန်ကိုပါဝါယူတယ်ပါဝါအဲ့ဒီခွန်ကိုနက်ခတ်ယူတယ်ဒီမှာနက်ခတ်ယူတယ်နက်ခတ်က3ညပါဝါကဒီကောင်ကြတော့တစ်ခါပါဝါပြန်ယူတယ်နော်ဒီ3ညကိုပါဝါပြန်ယူတော့9အဲ့ဒီမှာ9 3ည5ဆိုပြီးတော့လေးလုံးကီးပေါ့ဗျာနော်လေးလုံးကီးရပါတယ်တဲ့နော်အဲ့လေးလုံးကနေပြီးတော့နောက်ပတ်မှာထွက်မဲ့ခဏန်းကဒီခဏန်းတွေကနေတစ်လုံးသို့မဟုတ်နှလုံးအပါကစားရမယ်အပူအခွာလို့ပါလို့ထွက်မယ်ဆိုလို့ရှိရင်အပီးအနေနဲ့ထွက်တတ်တယ်နော်အဲ့ဒီမှာ9 3ည5ဆိုတဲ့လေးလုံးကြီးပေါ့နော်ဒါကိုပေတံအနေနဲ့အသုံးပြုလို့ရတယ်နော်ကျွန်တော်ရှင်းပြထားပြီနော်ပေတံအနေနဲ့အသုံးပြုမယ်ဆိုရင်ခွန်2 3 5အထီးကြီးကျန်တဲ့ကဏ္ဍကိုအောက်မှာရှာရေးလိုက်တော့1 3 4 6 8 9ဆိုပြီးတော့အဲ့မှာအဲ့ဒါအပေါ်ကတစ်လုံးသို့မဟုတ်နှလုံးပါမယ်အပေါ်ကတစ်လုံးပါရင်အောက်ကနှလုံးပါမယ်ပေါ်ကနှလုံးပါရင်အောက်ကတစ်လုံးပါမယ်ဒီပေါ်ကအပူအခွဆိုရင်အပီးထွက်တတ်တယ်နော်အဲ့ဒါပေတံပုံစံမျိုးယူပြီးတော့သုံးလို့ရတယ်ဗျာနော်ဒီ9 3 5ကိုထိအောင်ကစားရမယ်အဲ့ဒီမှာ9 3 5ကီးရတယ်နော်အဲ့ဒီကီးမှာဘာထွက်သွားလဲဆိုတော့သူ့ရဲ့900ရဲ့အောက်မှာဒီမှာ3ခွန်လို့ထွက်သွားတယ်ဗျာနော်3ခွန်လို့ထွက်သွားတော့ဒီမှာခွန်တစ်လုံးထိပါတယ်တဲ့နော်ခွန်တစ်လုံးထိပါတယ်ဒီမှာဆိုရင်ခွန်တစ်လုံးထိအပေါ်မှာတစ်လုံးအောက်က3ခွန်ပေါ့နော်ဒီမှာနှလုံးပေါ့နော်ခွန်ကနှလုံးဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်ကတစ်လုံး3ခွန်ဆိုပြီးတော့ဒီမှာထွက်သွားတယ်เนาะအဲဒီမှာ3ခွန်လို့ထွက်တယ်အဲ့လိုပဲသူ့ရဲ့အောက်မှာအဲ့ခွန်300ကထိပ်စီးခွန်ရဲ့အဲ့3ခွန်ကအလဲတိုင်းနဲ့အပိတ်ကိုယူပေါင်းတယ်အဲ့ဒီတော့ဒီမှာခွန်3လုံးဖြစ်တယ်ပေါ့နော်ခွန်3လုံးပေါင်းလိုက်တော့21ဆို1လို့ရတယ်1ရဲ့ပါဝါယူမယ်1ရဲ့ပါဝါ6ရဲ့1ရဲ့ပါဝါ6အဲ့1ရဲ့နက်ခတ်ပြန်1ရဲ့နက်ခတ်က8ရဲ့ပါဝါက3အဲ့ဒီမှာဆိုလို့ရှိရင်တဲ့ပေါင်းခြင်းက1ရတယ်1ကိုပါဝါယူတယ်နော်1ကိုပါဝါယူတယ်ပြီးတော့1ကိုနက်ခတ်ယူတယ်ပြီးတော့အဲ့ဒီယူထားတဲ့နက်ခတ်8ကိုကြတော့ပါဝါပြန်ယူတယ်အဲ့ဒီမှာ1683နော်1683အထီးကြီးလေးလုံးဖြစ်တယ်နော်အဲ့ဒီမှာသူ့ရဲ့အောက်မှာဘာထွက်သွားလဲဆိုတော့
ဒီမှာ894ဆိုပြီးတော့ထွက်သွားပါတယ်เนาะ894လို့ထွက်သွားတယ်ဒီမှာ8တလုံးထိပါတယ်တဲ့เนาะ8တလုံးထိပါဒီ4လုံးကတလုံးထိအောင်ထိုးရမှာဖြစ်တယ်เนาะတလုံးသုံးမဟုတ်နှလုံးအပူဥဖဆိုရင်အပြီးထွက်တတ်တယ်အဲ့ဒါမျိုးလေးပေါ့เนาะဟုတ်ပြီအဲ့ဒီတော့ဒါကိုကျွန်တော်တက်ပြပြီးသားပေါ့เนาะဒီမှာပြန်ကြည့်လိုက်ပေါ့เนาะကျွန်တော်တက်ပြထားတယ်အခုခုအချိန်မှာတဲ့เนาะပြီးခဲ့တဲ့အပတ်ကကျွန်တော်ဒီမှာ9335ဆိုပြီးတော့ကီးပေးခဲ့တယ်เนาะ9335အထီကီးဆိုပြီးတော့အခုပြီးခဲ့တဲ့အပတ်ကဒီမှာဘာထွက်သွားလဲဆိုတော့252လို့ထွက်သွားတယ်เนาะ252လို့ထွက်သွားတော့ဒီမှာအပီရှင်းဖြစ်သွားတယ်เนาะအပီရှင်းဖြစ်သွားတယ်လို့အပီရှင်းဖြစ်သွားလဲဆိုတော့ကျွန်တော်အပူအခွဆိုရင်ဒီ4လုံးကအပီထွက်တတ်တယ်ဗျာเนาะဒီမှာ2ကော5ရောထိသွားတယ်เนาะအဲ့ဒီမှာဘာထွက်သွားလဲဆိုရင်2လို့ထွက်တယ်เนาะ2လို့ထွက်တယ်เนาะအပူအခွဆိုရင်ဒီမှာအပီထွက်တတ်တယ်ဆိုပြီးတော့2လို့ထွက်သွားတယ်เนาะဟုတ်ပြီအခုအဲ့တော့145လို့ထွက်တဲ့တစ်ထိပ်စီရဒီ255က9လဲတိုင်း2နောက်ပဲအဲ့ဒါကိုပြန်ပြီးတော့ပေါင်းမှဖြစ်တယ်เนาะအဲ့ဒီမှာဆိုရင်1အပေါင်း5အပေါင်း2เนาะအထက်ကကဏ္ဍကထိပ်စီအောက်ကအခုထွက်သွားတဲ့အချိန်ကအလဲတိုင်းနဲ့အပိတ်ပေါ့เนาะအဲ့ဒီမှာ152ဆိုတော့1နဲ့5နဲ့ပေါင်း6နဲ့5နဲ့ပေါင်းတော့အေး1နဲ့5နဲ့ပေါင်းတော့6နဲ့2နဲ့ပေါင်းတော့8လို့ရပါတယ်တဲ့ဗျာเนาะ8ရဲ့ပါဝါက3 8ကိုနှစ်ခပ်ပြန်ယူမယ်နှစ်ခပ်ပြန်ယူတော့1ဒီ1ကိုပါဝါပြန်ယူမယ်အဲ့တော့ဒီမှာ8316ကြီးဖြစ်ပါတယ်တဲ့နော်8316အထီကြီးဖြစ်ပါတယ်တဲ့နော်အပူအခွာလို့တကယ်လို့ထွက်မယ်ဆိုရင်ဒီလေးလုံးနဲ့ကနေအပူအခွာအပီရှင်ထွက်တတ်တယ်နော်အပေါ်မှာကျွန်တော်ပြောခဲ့ပါတယ်အရင်ဗီဒီယိုတွေမှာပြောခဲ့ပါတယ်နော်မှာလည်းပြန်ကြည့်လို့ရတယ်နော်ပြန်ကြည့်လိုက်ဒီမှာဆိုလဲရှိရင်လည်း9300မှာလည်းအပီထွက်သွားတယ်ပေါ့ဗျာနော်အပူအခွာဆိုရင်အပီထွက်တတ်တယ်ပေါ့နော်အဲ့တော့အခုဒီအပတ်အတွက်ကတော့ဒီမှာဒီမှာကျွန်တော်မသိချမရှိပြတော့ဘူးเนาะနောက်ပတ်အတွက်ကြာရင်ဥစားဖြစ်နေမှာဆိုလို့အဲ့တော့တဲ့ဒီမှာ16ရက်12လ2025အတွက်8316ကီးဖြစ်ပါတယ်เนาะ4လုံးကီးပါเนาะ4လုံးကီး8316ကီးဖြစ်ပါတယ်เนาะ8316ကီးကိုပေတံအနေနဲ့အသုံးပြုလို့ရတယ်เนาะကျန်တဲ့ကဏ္ဍကိုအောက်မှာချရေးလိုက်အဲ့ဒါဆိုရင်ပေတံဖြစ်သွားပြီပေါ့ဗျာเนาะအပေါ်က8316ကတစ်လုံးပါရင်အောက်ကကျန်တဲ့ကဏ္ဍတွေက2လုံးပါမယ်เนาะကဏ္ဍ10လုံးပြီးသွားတယ်ကဏ္ဍ10လုံးပြီးတာအပြီးပေါင်းမထွက်ဘူးလားဆိုပြီးတော့မပြောနဲ့เนาะဒါနားလဲတဲ့လူဆိုရင်နားလဲလို့ရတယ်အခုဒီ16ရက်12လမှာဖတ်မဲ့ကဏ္ဍက8316ထဲကကဏ္ဍတစ်လုံးတို့မဟုတ်2လုံးအပူအခွဆိုရင်အပီရှင်ထွက်တတ်တယ်ဗျာเนาะအဲ့လိုထိအောင်ကစားရမယ်ဥပမာဒီကဏ္ဍလေးလုံးတွေကမထိဘူးဆိုလို့ရှိရင်ပေါက်ကဏ္ဍမဖြစ်နိုင်ဘူးဒါမဖြစ်နိုင်ဘူးဆိုတာနီးစနစ်အရာကျွန်တော်ပြောတာเนาะနီးမှန်မလာတာကဒီမှာနှစ်စတဲ့ကိုမှန်လာတာเนาะနှစ်စတဲ့ကိုမှန်လာတဲ့နီးဖြစ်တယ်เนาะအခုအချိန်မှာနီးစနစ်အရာเนาะကျွန်တော်အပိုင်ရလို့တော့ကျွန်တော်မပြောဘူးเนาะနီးစနစ်အရာเนาะပြီးခဲ့တဲ့အပတ်ကလည်း9335ဆိုပြီးတော့အထီးကြီးလေးလုံးဖြစ်ခဲ့တယ်အဲ့ဒီမှာ2လို့ထွက်တယ်အပြီးရှင်းမှထွက်သွားတယ်เนาะအခုဒီအပတ်မှာဆိုတော့8316ပေါ့နော်8316အထီးကြီးဖြစ်ပါတယ်ဒီကြီးလေးလုံးကိုထိအောင်ကစားပါဒီကြီးလေးလုံးကိုမထိလို့ရှိရင်တော့ပေါက်ကဏ္ဍမဖြစ်နိုင်ပါဘူးเนาะကဲအားလုံးပဲကံကောင်းကြပါစေဗျာကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့စာတန်းလေးဖတ်နေရသေးရင်နှိပ်ပြီးတော့အားပေးတော့ပါအောင်ဗျာเนาะဒီနည်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့တပီတွေကိုကြည့်ရှုလေ့လာပြီးတော့ကြိုက်တယ်နှစ်သက်တယ်ဆိုရင်အသုံးပြုလို့ရပါတယ်ခင်ဗျာเนาะအကြိုက်မနှစ်သက်ဘူးဆိုလို့ရှိရင်လည်းအသုံးမပြုဘဲနဲ့နေလို့ရပါတယ်တွက်နီးတွေကိုကြည့်တော့ကိုယ့်အတွက်ဘဟုတုတအလည်းရတယ်ပေါ့ဗျာเนาะတွက်နီးဘလို့တွက်တယ်လာနီးဘလို့လာတယ်ဆိုတာကိုသိရတာပေါ့ဗျာเนาะအဲဒီတော့16ရက်12လ2025အတွက်8316ကြီးဖြစ်ပါတယ်เนาะအားလုံးပဲကံကောင်းကြပါစေ bye bye